สวัสดีค่ะทุกคนဒီတစ်ပတ်ပြန်ဆောင်ကြပြီနော်ဗီဒီယိုတင်တဲ့ရက်တွေကတစနေနေ့ပြောင်းလိုက်ပြီနော်โอเคเราจะมาเริ่มกันนะคะเริ่มဆိုတာဘာကိုပြောရလဲเริ่มကကြတော့စတာကိုပြောတာဖြစ်ပါတယ်เราจะมาเริ่มกันကျွန်တော်တို့စလိုက်ကြရအောင်လို့ပြောတာဖြစ်ပါတယ်โอเคเราจะมาดูกันนะคะจะဖြစ်နိုင်လေဒါလေးတွေကလုံးဝကိုမဖတ်တတ်တဲ့အချိန်တယ်မလားဒါလေးတွေဖတ်လို့မရတဲ့အချိန်မှာပဲဒီကတပိုက်လေးကိုကြီးစေချင်တယ်ပေါ့နော်ဒါကပုံမှန်အားဖြင့်မထည့်ပေးပေါ့နော်ဒါပေမဲ့တော်တော်များများကဒါလေးမထည့်ထားလို့ရှိရင်စားရှင်းမရောက်တော့ခါကြမယ်ဒါကြောင့်မလို့ဒါလေးပါထည့်ထားပေးရနော်တတ်နိုင်သမျှတော့ဒီထိုင်းစာလေးကိုပဲကြီးစေချင်တယ်နော်โอเคค่ะจะကကြတော့မလို့ဥမာဘယ်လိုလဲဆိုလို့ရှိရင်จะไปกินข้าวทำไมต้องซ้ำมาลูกใช่ไหมคะแล้วก็จะแล้วนอกจากเขาเนาะจะแล้วဆိုရတဲ့အတိတ်ပဲအကြတော့ဘယ်လိုလဲဆိုရှင်ဒီမှာတော့မယ်လို့ရေးထားပေါ့နော်ဘယ်လိုလဲဆိုရှင်จะไปกันแล้วဥပမာเนาะจะไปกันแล้วဆိုရှင်သွားကြတော့မယ်အဲ့လိုပေါ့နော်โอเคแล้วอีกตัวหนึ่งก็คือไม่ကကြတော့အလုံးသိပြီးသားအငင်းစကားလုံးဖြစ်တယ်ไม่กินမစားဘူးဟုတ်တယ်နော်အဲ့လိုမျိုးနောက်တစ်လုံးကကြတော့ไม่แล้วโอเคนะဆိုတော့ဥမာไม่ไปแล้วလို့တုံးလဲမယ်ဆိုလို့ရှိရင်မသွားတော့ဘူးใช่ไหมคะမသွားတော့ဘူးအဲ့လိုပေါ့แล้วก็อีกอันนึงก็คือยังပြီးမှအလဲမှာကကြတော့ခိုက်ပါလေးခံနိုင်เนาะจุดๆนะแล้วก็ไม่ยังไม่นะคะအမှန်ဆိုလို့ရှိရင်ยังไม่ကဒီဟာတော့ရေးရမှန်ဒီနားမှာတော့จุดကထည့်เสียမလို့ပေါ့เนาะยังไม่ဆိုလို့ရှိရင်မသေးဘူးဟုတ်တယ်เนาะဘယ်လိုလဲဆိုရှင်ยังไม่ไปဆိုလို့ရှိရင်မသွားသေးဘူးဒါလေးကကြတော့ရေးရမှန်တယ်ဒီနားမှာကျတော့ยังပြီးရင်မိုက်တခါတည်းရေးလိုက်ဒါလေးထဲเสียမလို့ဒါလေးမပါတော့เนาะยังไม่ไปကကြတော့နောက်မှာဆက်တာโอเคนะแล้วก็ยังไม่ได้နောက်တစ်ခေါက်อีกครั้งหนึ่งนะနောက်တစ်ခေါက်ကိုကြတော့อีกครั้งหนึ่งလို့ပြောမယ်မဟုတ်လို့ရှိရင်လေอีกรอบหนึ่งလို့သုံးမယ်เนาะยังไม่ได้ဆိုလို့ရှိရင်တော့မရသေးဘူးนะคะဒီထဲမှာဒီကြားမှာခံထားเนาะဘယ်လိုလဲဆိုလို့ရှိရင်ยังไม่ได้ไปမသွားရသေးဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ခုနยังไม่ကကြတော့ဘာပြောရလဲမသေးဘူးဒီကအပေါ်တကြောင်ကိုပြောတာပေါ့နော်ဆိုတော့အခုကဒိုက်ပါတယ်ဒိုက်ဆိုတာကကြောရတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်မသွားရသေးဘူးဆိုရှင်ยังไม่ได้ไปแล้วก็ไม่ได้ကကြတော့မရဘူးဟုတ်တယ်နော်ဆိုတော့ไม่ได้မရဘူးနောက်တစ်လုံးဒီမသွားရဘူးဆိုလို့ရှိရင်တော့ไม่ได้ไปကကြောင့်နောက်ဆုံးမှာဒါပေမဲ့ဒီမြန်မာစာမှာကြောင့်အလဲမှာမပြီးမှသွားပြီးမှရဘူးဆိုတဲ့စကားလုံးလေးလာရပေါ့နော်โอเคแล้วเราจะมาดูกันต่อဒါလေးတစ်ချက်လောက်အပေါ်နဲ့တစ်ချက်လောက်ပြန်ပြီးဖတ်ကြည့်အောင်ขอโทษทีทุกคนมันจะยุ่งไปหน่อยจะและแผ่นเนาะจะแล้วไม่แล้วยังไม่ได้ขอโทษยังไม่แล้วก็คือไม่ได้อ่านทันไหมคะทันไหมဆိုတာကကြတော့မီလားလို့မေးတာပေါ့နော်ပြီးတော့ခုနသုံးသွားတာကြတော့อ่านทันไหมဆိုတာကကြတော့ဖတ်တာမီလားလို့မေးတာဖြစ်ပါတယ်တနိုင်တဲ့လောက်ထိုင်းစကားလေးညက်ပြီးပြောပေးမယ်နော်โอเคแล้วก็ဆိုတာကကြတော့နောက်ပြီးတော့အဲ့လိုပေါ့နော်ပြီးတော့แล้วก็อันนี้คือหรือว่าแต่ว่าโดยเฉพาะนี่หนีโอเคปะ
เราจะไปต่อกันนะคะอันนี้อะไรแผ่นเนาะอันนั้นอันโน้นสุดท้ายฉันก็ทำได้နောက်ဆုံးတော့ငါလုံနိုင်ပြီအဲ့လိုမျိုးပဲเนาะถ้าเกิดว่าเมื่อกี้အမှန်ဆိုလို့ရှိရင်ဒါကကြောင့်မကီလို့အတန်ထွက်တာเนาะမကီแต่เป็นမဲ့အပြင်မှာကျတော့သုံးတာကြောင့်မကီဖြစ်သွားတာအဲ့လိုပေါ့ตอนนี้อย่างเช่นสมมุติဒါကကြတော့สมมุติလို့လည်းအသုံးပြုတယ်လို့สมมุติว่าလို့လည်းအသုံးပြုရเนาะอย่างนี้อย่างโน้นဒါကကြတော့တိတ်ပြီးတော့မသုံးကြအောင်เนาะသုံးတဲ့သူတွေလည်းရှိမှတင်တယ်ဒါပေမဲ့အသုံးလုံးနည်းတယ်တိတ်မကြားဘူးတလို့ပဲเนาะอย่างไรอะไรဒါလေးနောက်တစ်ခေါက်ဖတ်ပြရမလားพอแล้วเนาะโอเคค่ะเราจะไปต่อกันจะไปต่อဆိုတာကကြောဆက်သွားမယ်လို့ပြောတာเนาะโอเคค่ะทำไมหรอแบบนี้ဒီหรอကလေရှာမလိုက်တော့ဆိုလို့ရှိရင်หรอလို့အတန်ထွက်လို့ရတယ်เนาะหรอအဲ့လိုပေါ့สามารถဒီสามารถကကြတော့ဥပမာနင်လုံနိုင်တယ်ဆိုလို့ရှင်เธอสามารถทำได้အဲ့လိုပေါ့เนาะဆိုတော့ဒီနားမှာနိုင်တယ်ရတယ်အစွမ်းစားရှိရဆိုတော့အတိတ်ပဲเนาะให้หน่อยပေးပါအဲ့လိုပေါ့เนาะဒါလေးလုပ်ပေးပါဆိုလို့ရှင်ทำอันนี้ให้หน่อยအဲ့လိုပေါ့ပေးပါအောင်လို့လဲပေးပါအောင်လို့လဲအသုံးပြုလို့ရတယ်เนาะပေးပါလို့လဲအသုံးပြုလို့ရတယ်อยากဥပမာစားချင်တယ်ဆိုလို့ရှင်อยากกินအဲ့လိုပေါ့เนาะอยากไม่ကခုနတလုံးပါသွားပြီเนาะโอเคหรือเปล่าหรือဒါကကြတော့หรือเปล่าကကြတော့အတန်ထွက်ရခက်တယ်ဆိုလို့ရှင်หรือเปล่าလို့ထည့်လို့ရเนาะหรือเปล่าအဲ့လိုပေါ့หมายความว่าแล้วก็หมายถึงน่าจะโอเคไหมทุกคนเราจะไปต่อนะร้อนဆိုတာကဘာပြောလဲပူတယ်လို့ပြောတာไม่น่าควรไม่ควรกำลังจะไปเถอะဘာပြောလဲသွားနေတုံးသွားနေစေအဲ့လိုပေါ့นะต้องเคยအတန်ထွက်တေချာလေးနားထောင်တော့ဒီစလုံးကเคยเพราะว่าใช่หรือเปล่าใช่ไหมเคยได้ยินไหมจาพูล่ะเคยได้ยินไหมส่วนจาพูล่ะလို့ပြောเนาะจริงเหรอแม้ว่าလို့လည်းအသုံးပြုလို့ရတယ်လို့ถึงแม้ว่าလို့လည်းအသုံးပြုလို့ရတယ်เนาะกับก็ဆိုတော့ဒါလေးအလုံးနားလည်ပြီးဖတ်တတ်လိမ့်မယ်လို့ယုံကြည်ပါတယ်နားမလည်တာရှင်ပြန်လာမေးเนาะขอบคุณค่ะเดี๋ยวเราจะมาเจอกันคลิปหน้านะคะทุกคนวิดีโอเต็มมาเปลี่ยนทรงไหมเนาะ